နေ့တနင်္ဂနွေမလာခင်ဒီကနေ့ညတောက်ကြညအတွက်ကျွန်တော်ဒီပွဲ၄ပွဲရှိရပေါ့ဒီ၄ပွဲစလုံးကိုကျွန်တော်အနေနဲ့ရွေးချယ်ပြီးတော့သုံးသပ်မှုလေးပြုလုပ်ပေးသွားချင်ပါတယ်ဒီထက်မှာ brother တို့အကြိုက်တူတဲ့ပွဲတွေပါရင်တော့လိုက်ပြီးတော့ချပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်97ဖူဘောလိုက်ခါနေကျွန်တော်ညီကိုတွေကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့ညပွဲတွေတွေကမှကျွန်တော်ညီကိုတွေအတွက်ဒါဘယ်အသင်းကိုချမှန်းမသိရဲ့ညီကိုတွေအတွက်ကျွန်တော်တပွဲကောင်းထွက်ပါတယ်ဒီတပွဲကတော့ဒါ TikTok Warrior ရှိရဲ့နံပါတ်ကနေဆက်သွယ်ပြီးတော့လာရောက်ယူလို့ရပါတယ်ကျွန်တော်သုံးသပ်ချက်ကလေးနဲ့ရွေးချယ်ပြီးတော့ပို့ပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့တပွဲလေးတင်းကျင်တဲ့ညီကိုတွေပေါ့နော်ဒါဆိုကျွန်တော်ကတော့ဒီည၄ပွဲကိုဒါပြပြပေးသွားမှာဖြစ်ပါတယ်ပထမပွဲကတော့ကျွန်တော်လာဇီယိုနဲ့ဂျီနိုအာပွဲစဉ်ဖြစ်ပါတယ်လာဇီယိုနဲ့ဂျီနိုအာမှာဒါလာဇီယိုကအိမ်ဝင်ဖြစ်တယ်ပြီးရင်ဒါဂျီနိုကတော့အဝေးကွင်းဒါအိမ်ဝင်ကနေပြီးတော့ level 90ပေါက်ပါတယ်ဒီကြီးထဲမှာလာဇီယိုအနေနဲ့ကဒါအိမ်ဝင်လည်းဖြစ်တယ်ပြီးရင်ဒါဂျီနိုအာနဲ့တွေ့တိုင်းမှာလည်းဒါနိုင်ယူရတဲ့အသင်းနောက်ဆုံးခြေစွမ်းကိုကြည့်မယ်ဆိုလဲနိုင်ပွဲကတပွဲပဲရထားသေးတယ်တစ်ဖက်ကဂျီနိုအာကတော့နောက်ဆုံး၅ပွဲမှာဆိုရင်ဒါတစ်ဖက်ကလာဇီယိုထက်တော့ပို့ပြီးတော့ခြေစွမ်းကောင်းတာကိုကျွန်တော်တွေ့ရတယ်နောက်ဆုံး၅ပွဲမှာ၃ပွဲတည်း2ပွဲနိုင်ဆိုတာဒါရလကောင်းတယ်ပေါ့နော်ဒါကိုဒါအိမ်ဝင်ဖြစ်တဲ့လာဇီယိုကအိမ်ဝင်မှာဒါကြီးပြန်ပေးထားတယ်ပေါ့နော်အစ်စ်ကတော့လာဇီယိုကတော့ကိုတစ်ဖက်ကဂျီနိုကတော့73မှာရောက်နေတယ်ဒီကြီးပေးတာကတော့မှန်ကန်တယ်လို့မြင်တယ်ပြီးရင်ကျွန်တော်ကအိမ်ဝင်မှာတော့လာဇီယိုနေနဲ့အနှိမ့်ဆုံးတစ်လုံးလောက်ကတော့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့နောက်ဆုံး9ပွဲမှာလည်းနိုင်ပွဲမရရှိသေးတဲ့အတွက်တပွဲပဲနိုင်ထားသေးတဲ့အတွက်ဒီဘက်မှာတော့ကျွန်တော်ကတော့လာဇီယိုတို့ပြန်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါတော့ကျွန်တော်ကလာဇီယိုကြိုက်မယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့အက်စပန်ညိုနဲ့အလာဘက်ပေါ့နော်အက်စပန်ညိုနဲ့အလာဘက်မှာလည်းအတူတူပဲပေါ့အက်စပန်ညိုကအိမ်ဝင်ဖြစ်ပြီးတော့ဒီဘက်ကဒီအလာဘက်ကတော့အဆင့်15မှာဝင်ခွင့်ရတယ်ရှင်ပြိုင်မှာဖြစ်ပါ level တရားရှုံးပေးထားတဲ့အတွက်ဒီဘက်မှာလည်းကျွန်တော်အက်စပန်ညိုရဲ့ခြေစွမ်းကိုကြိုက်တယ်ပေါ့နော်သူတို့နောက်ဆုံး9ပွဲမှာဒါ2ပွဲစဉ်ရှုံးနေထားပြီမဲ့အက်စပန်ညိုအိမ်ဝင်ကဒါကျွန်တော်ကတော့အလာဘက်ကိုအနိုင်ယူနိုင်တဲ့အနေအထားမျိုးမှာရှိရဲလို့ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီဘက်မှာလည်းအက်စပန်ညိုဘော်ဒီကိုပဲကြိုက်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီကိုလုံးနဲ့ဥပ္ပတ်ပွဲစဉ်ပေါ့နော်ကိုလုံးနဲ့ဥပ္ပတ်ပွဲစဉ်မှာတော့ကျွန်တော်ကဒီဘက်မှာတော့အနှိမ့်ဆုံးတော့3လုံးတော့ရောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဂျာမန်ဘွန်ဒက်လီဂါဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီဘက်မှာတော့တောက်ကြညမှာတော့ဂိုးပေါ်သွားလိမ့်မယ်ထင်တယ်ဘာလို့လဲဆိုတော့နှစ်သင်းစလုံးကပေးကိုများတဲ့နှစ်သင်းဖြစ်တဲ့အတွက်နှစ်သင်းစလုံးကခိုးရဖို့အချက်များပါတယ်ဒါကြောင့်ကျွန်တော်ဒီဘက်မှာတော့ဂိုးပေါ်ကြိုက်ပါတယ်အားလုံးပဲခုနကပါဒါတော့ကျွန်တော်အကြိုက်ကလေးပေါ့နော် brother တို့အကြိုက်တဲ့တင်းတွေကိုယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်